ဘုံတော်တော်လေးကြီးမဲ့တော်မူသောဖယားငါဆိုအမိတ်ရွှင်ကျော်အိဆာလေးမဟိတ်စေကိုင်းတော်မြတ်ကြီးကိုစောင့်ရှောက်တော်မူသောဘာဘိုးတော်ပြဘာဘိုးတော်ရေဘာဘိုးတော်ပဲကိုင်းတော်ချုပ်ဘာဘိုးတော်ဟန်ကျေးဇူးရှင်ဖေကြီးဦးမြခေပါမရှင်ဖြစ်တော်မူသောဘိုးတော်ဦးလာမကြီးအမိတ်ဒါလည်းတော်ဘုရားကဝိရုဘကကိုဝေရာဆိုပါတယ်နမင်းကြီးကမာတာမိငယ်မေသူဘတည်းမေတော်မြတ်ကြီးအမိတ်အဖိုးဆရာဖေးဆရာကြီးအမိတ်အာနာဖြစ်သည်ဟဲ့ဘောရမှုသမီးကိုမကောင်းကြံစီထားတဲ့မိစ္ဆာငါဆရာခေါ်ဒီကိုကြားနိုင်စေငါဆရာခေါ်ဒီကိုလာနိုင်စေငါဆရာမဲဒီကိုမချွေးမချမ်းအမအတိုင်းဖြေဆိုနိုင်စေရအတွက်ဟဲ့ယခုချက်ချင်းပွဲရှိမှငါရှိမှအရောက်သွင်းဆိုင်ရာပါရာပုဂ္ဂိုလ်အားလုံး6ပြီးတောက်ပြီးခေါ်ခဲ့တယ်ဟာဒီဘောရမှုသမီးရဲ့32ခုလုံး6စီးတောက်ပြီးဝင်စီဆရာမရကျမရေမတော့ဒါမှစမမြေမမြေမမြေမရေမရေမနွယ်ပိုင်းကောင်းကလုံးကိုမရကခံဓာတ်ပါပေါင်းဟာဒီမိတ်ဆာပပလည်းဝင်ရတာအပြင်ဆိုင်ရာပြင်ချုပ်တွင်ဆိုင်ရာတွင်ချုပ်ဆိုင်ရာထက်ချုပ်တာမိတ်ဆာကိုမြည်သူမကူညီရမိတ်ဆာကိုကူညီတော်သူဒီတကောလုံးမီးခုံးလောင်စီဝိုင်း60ရောက်ပြီဆိုရင်ကျိုးပိုင်အဲ့ဒီဘယ်ဘက်နဲ့ညာဘက်နဲ့လက်တော့ပြန်ကျွတ်တုတ်လိုက်စမ်းရောင်းလေကြက်လေရောင်းလေကြက်လေရောင်းလေကြက်လေဆိုတော့ကျိုးနဲ့တုတ်ထားလားအစေပါကိုမလို့ခြင်းဘူးခိုင်းဆက်ကိုမလို့ခြင်းဘူးကျဲကြုံကိုမလို့ခြင်းဘူးဆွဲရင်ကိုသာငါလို့ခြင်းနဲ့ဆွဲရင်တိုင်းရောက်ရှိစေစေးပိုင်းအဲ့ဒီကြောပါမှာတက်ဖိလာတာခေါင်းပေါ်မှာခွာစီတော့ခေါင်းကိုခွာစီတော့အဲ့ဒီနှစ်ဘူးအဲ့ဒီကျန်းနေတာကတ်နေတာလို့ချင်းနေနေပါလေနှုတ်ကပြေးသားနှုတ်ကပြေးခွာမရစေနဲ့တန်နေတော့တက်ပြီတော့ခါပေါ်တက်ပြီတော့လာမိုင်းအဲ့ဒီနောက်စီတက်ကိုလန်နေထောက်လားခေါင်းကြွလာပြီဆိုရင်အဲ့ဒီလန်အဲ့ဒီခေါင်းထဲကိုတဆုံးဝင်စေအုံနောက်တဲ့အစိမ့်စိမ့်ပေါ်မှာကွဲကြေပျက်စီးအောင်ခုတာချိန်တော့တင်းပေါင်ကင်ထားသောနဘလူးနဲ့ရှင်းတော်ပေါင်းရောက်ရှိစေအမိတ်ကိုအာခံဖီးစားနေဆိုရင်အဲ့ဒီကြောပြင်ကိုတင်းပေါင်နဲ့ထုစေမသေးစေနဲ့နေမထုလဲဝါလူမျိုးဘာကြောင့်ဒီကလေးမကိုလောက်ရတော့ယောက်ျားအမြင်ကလို့လေလိန်နာမကြိုက်ဘူးနင်လိန်လို့ရတဲ့အထဲမှာဆရာမိုးလေးမပါဘူးမလင်းပါဘူးဆရာရဲ့မလင်းပါဘူးနေရငကိုအတန်နဲ့ပြောမလင်းပါဘူးငကိုအတန်နဲ့ပြောမလင်းဘူးယောက်ျားဆရာကိုကြောက်တယ်ဆရာရောက်မှမသိလို့လောက်တာယောက်ျားလားမိန်းမလိန်ညာရကိုလုံးမီးဟုတ်လောက်စေမလိန်ဘူးခလေးမလေးနဲ့နေနဲ့ဘယ်လိုပြဿနာရှိလဲသူမနဲ့မရှိပါဘူးသူယောက်ျားနဲ့ပဲသူယောက်ျားအမြင်ကတ်တယ်လေနေငကိုမူရအတန်နဲ့ပြောလို့ပြောနေတယ်ဟုတ်ပြီသူမိမကတက်နေမကဘူးသူယောက်ျားကိုတက်နေကတ်တာဘာကြောင့်လဲအိုးခုတမျိုးတော့ကြာတမျိုးသူယောက်ျားအမျိုးမျိုးလှုပ်လို့